ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေဖိအားနည်းရင်ဝန်းဆက်လက်တည်ရှိနေတယ်လို့ဒီကနေ့မေလ14ရက်မနက်ပိုင်းကထုတ်ပြန်ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေဖိအားနည်းရင်ဝန်းဟာဆက်လက်တည်ရှိနေကြောင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်ကနေတိမ်ထူထပ်နေရလို့သိရပါတယ်။မကွေးတိုင်း၊စကိုင်းတိုင်းအထက်ပိုင်း၊တနင်္သာရီတိုင်း၊ကချင်၊ကရင်၊ချင်း၊မွန်၊ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်တွေဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်တွေရွေလျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုရတဲ့လို့မိုးစလကထုတ်ပြန်ထားပါတယ်။